Okay ရတယ်ကဲတိုက်နိုင်ရင်စားလိုက်က ဲဟုတ်ကဲ့ကိုကြီးဆိုတော့ကျွန်တော်တို့လီဗာပူးအသင်းပေါ့နော်နောက်လာမဲ့ယာဒီမှာကျွန်တော်တို့လီဗာပူးအသင်းရဲ့ revolution ကဘယ်လိုများဖြစ်လာနိုင်မလဲဘာလို့လဲဆိုတော့ဒီယာဒီမှာမယ်ဆိုတော့လီဗာပူးအသင်းရဲ့အခြေအနေနဲ့လီဗာပူးအသင်းရဲ့ကစားသမားတွေနဲ့ဒီအာလစ်လော့နဲ့ဘယ်လိုအဝင်ခွင့်ချဖြစ်ပြီးတော့နောက်ယာဒီမှာလီဗာပူးအသင်းဒီ Premier League Title Race ကိုပြန်ဝင်လာနိုင်မယ်လို့ထင်တယ်ဗျဟုတ်လောလောဆယ်တော့လီဗာပူးကတော့ဒီယာဒီကတော့ဒါတည့်ရတိုင်းပဲပေါ့နော်ဒါသူတို့အနေနဲ့ Trophy-less နဲ့ဂျာဒီသိန်းကကျင်းနေသွားပြီပေါ့နော်ကျွန်တော်အခုချိန်မှာ3-2-5ဘယ်ချိန်မှာဆက်သိမ်းမလဲဆိုတဲ့ဟာကိုကျွန်တော်ကြည့်ရတော့ပေါ့နော်ဒါချန်ပီယံလိဂ်ဝင်ခွင့်ရတယ်ပွင့်နေပြောလို့ရှိရင်တော့ 80% လောက်ကကျင်းနေသွားပြီလို့ပြောလို့ရတယ်ပေါ့နော်ကျင်းနေသွားပြီလို့ပြောလို့ရတယ်အဲ့တော့သူအဆင့်3နဲ့ယာဒီသိမ်းမလားအဆင့်4နဲ့ယာဒီသိမ်းမလားအဆင့်5နဲ့ယာဒီသိမ်းမလားပေါ့နော်အဲ့ဒီခုပဲကျွန်တော်တို့စောင့်နေရမှာစောင့်အောင်ပါပေါ့နော်အဲ့တော့နောက်ယာဒီဘယ်လိုဖြစ်မလဲဆိုတော့စိတ်ထဲမှာတော့လေပွင့်နေပြောလို့ရှိရင်တော့လေကျွန်တော်အဲ့ဒီနောက်ယာဒီဘယ်လိုဖြစ်မလဲဆိုတာကိုအရင်မပြောခင်မှာကျွန်တော်တို့အာနီဆော့ကိုဆက်ထားပါမလားဆိုတော့ question ကိုအရင်ဖြေရမှာပေါ့နော်လီဗာပူးကအခုသိတဲ့အတိုင်းပဲကိုတော်တော်များဒီ Man City ကိုကျွန်တော်တို့ FA ဖလားမှာရှုံးပြီးထွက်သွားခဲ့တဲ့အချိန်လေးပြီးလို့ရှိရင်ကျွန်တော်တို့ PSG ကိုအိမ်ဝင်းမှာအရှက်တကွဲလို့ပဲတုံးလိုက်မယ်ပေါ့နော်ဒါအိမ်ဝင်းမှာ2စီးနဲ့ရှုံးသွားတဲ့အချိန်လေးမှာလီဗာပူးပရိသတ်တော်များအာနီစလော့ကိုမကြိုက်ကြဘူးပေါ့နော်အာနီစလော့နေရာမှာအစားထိုးစီခြင်းနဲ့ပေါ့နော်အာနီစလော့ကိုထုတ်ပြီးတော့အလုံးဆိုဖြစ်ဒါမှမဟုတ်လို့ရှိရင်လည်းရာဂန်ကလော့ဖြစ်ပြန်ခေါ်စီခြင်းနဲ့ဆန်လာတယ်အဲ့ဒီချိန်ကာလတုန်းကတော်တော်လေးကိုရှိခဲ့တယ်ပေါ့နော်နောက်ပိုင်းမှာသူအနေနဲ့ Everton တို့ပြီးခဲ့တဲ့ဘက်ကဆိုရင် Everton နိုင်သွားတဲ့ပွဲတွေပါတယ်နောက်ပြီးလို့ရှိရင်ကျွန်တော် Crystal Palace နိုင်သွားတဲ့ပွဲတွေကြောင့်အဲ့အတန်တွေကတိတ်သွားတာပေါ့နော်အဲ့အတန်တွေကတိတ်သွားတာဖြစ်တဲ့အတွက်ဘယ်လိုပြောမလဲလက်ရှိချိန်မှာဒီ FSC ဘက်ကရော Arne Slot ကိုထပ်ပြီးအခွင့်အရေးပေးမလားဆိုတဲ့ question တခုကရှိနေတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့ရာသီမှာပေါင်တန်း450လောက်တုံးပြီးတော့ကစားသမားတွေခေါ်ထားပြီးတော့ Trophy-less တဲ့ရာသီတင်ရတယ်top 4နဲ့ပဲကျင်းနေခဲ့ရတယ်ပေါ့နော်အဲ့လိုအနေထားမျိုးလီဗာပူးပရိသတ်တွေကကျင်းနေမှာမဟုတ်ဘူးလေဘာကြောင့်လဲဆိုတော့လီဗာပူးဆိုတာဒီနောက်ပိုင်းနှစ်တွေမှာရိုင်ဂလောလက်ထက်မှာဆိုတယ်ဟိုကသူတို့ကချန်ပီယံလိဂ်ဝင်ခွင့်အတွက်ကန်နေတဲ့အသင်းမဟုတ်ဘူးပေါ့နော်ဒါအနေဆုံးဒါချန်ပီယံလိဂ်မှာဆိုလို့ရှိရင်လည်းအနေဆုံး semi final အထိကိုသူတို့အောက်ထက်ဒါမှန်းနိုင်တဲ့အသင်းဗျာဒီ FA တို့ဘာလို့ဆိုလို့ရှိရင်အနေဆုံး semi final အထိတက်တဲ့အသင်းမျိုးဗျာကာဘောင်းဆိုလည်းဘိုလူပွဲတို့ semi final တို့တက်တဲ့အသင်းဗျာဒါ Premier League ဆို top 4ဆိုတာမှပွင့်နေပြောလို့ရှိရင်ဒီနောက်ပိုင်းဒါပဲလေးနဲ့ဒီ Everton နိုင်ခဲ့လို့ဒါသူတို့အနေနဲ့ချန်ပီယံလိဂ်ဝင်က confirm ဖြစ်သွားတာပေါ့နော်နောက်ပြီးတော့ Chelsea အသင်းခြေသွမ်းဆိုတော့ဆက်ထားပါမလားဆိုတော့ question ကိုကျွန်တော်အရင်ဆုံးစဉ်းစားဖို့လုပ်မယ်လို့ထင်တယ်အဲ့တော့ဒီကိုတန်းနေလဲလဘောက်ဖန်တယောက်နေလဲဆိုတော့ဘယ်လိုထင်လဲဆက်ထားမယ်ထင်လားထုတ်တင်နေထင်လားကျွန်တော်အနေနဲ့ပေါ့နော်ဘယ်လိုထင်လဲဆိုတော့ Arne Slot ကဒီ Sky Sport မှာပေါ့နော်သူ့ကို interview နေတဲ့အချိန်မှာသူကတော့ပြောသွားတယ်ဗျာသူနဲ့ FSG နဲ့ဆက်ဆံရေးကောင်းနေရှိတယ်ဗျာဒီမှာအဲ့ဒါကြောင့်မလို့လာမယ့်ယာဒီမှာသူကိုယ်တိုင်ထုတ်ပြောတာကြတော့လာမယ့်ယာဒီမှာကျွန်တော်လီဗာပူးတင်မှာဆက်နေသွားမယ်ပေါ့နော်ယာဒီဂျိုခြေစမ်းပွဲကိုဒီအမေရိကန်မှာလုပ်ပြီးတော့အဲ့လိုမျိုးယာဒီဂျိုခြေစမ်းပွဲကိုစောလေးပေါ့နော်အဲ့လိုမျိုးခန့်ဝင်ပြီးတော့အဲ့လိုမျိုးသွားမယ်လို့တော့သူပြောခဲ့တယ်ဗျာဒါပေမဲ့ဘယ်မဲ့ဒီနောက်ပိုင်းထွက်လာတဲ့သတင်းတွေကဘယ်လိုထွက်လာလဲဆိုတော့Arne Slot ကဒီသူ့ရဲ့လက်ရှိကြံနေတဲ့3 year contract ကို3 year contract မှာသူကအဆုံးထိနေသွားခြင်းတယ်ဒါပေမဲ့ဒီဂျားသတင်းတွေထွက်လာတာကြတော့ဘယ်လိုထွက်လာလဲဆိုတော့ဗျာဒီ FSG တို့ကကြတော့ဒီဂျားထဲမှာပေါ့နော်ချန်ပီယံလိဂ်ဝင်ခွင့်ရတဲ့အထိတိုင်အောင်Arne Slot ကိုယုံကြည်မှုပေးနေစေဆိုပေမဲ့တစ်ဖက်မှာကလည်း Arne Slot ကိုယုံကြည်မှုအားနည်းလာတယ်တွေ့ရတယ်ဗျာအဲ့လိုမျိုးအခြေအနေတွေကိုကျွန်တော်တွေ့ရတယ်နောက်တစ်ခုကဘာလဲကျွန်တော်အမှန်တမ်းပြောလို့ရှိရင် Arne Slot အနေနဲ့လီဗာပူးအသင်းကိုကန်ရတဲ့ဟာကျတော့အရန်ဘယ်လိုပြောဖိအားအရန်များတယ်ဗျာသူကိုယ်တိုင်လည်းသိတယ်ဒါဟိုသူဖိအားကိုလို့ကန်တွယ်မလဲဆိုတာထက်သူကဘာဖိအားတွေနဲ့ကန်ရတဲ့ပွဲဆိုလို့ရှိရင်မနိုင်ဘူးဗျာဘရာသာလည်းသိမယ်ဘရာသာကြည့်ဗျာဒီ PSG ကိုရှုံးတယ်အဲ့ဒီရှုံးပြီးရထွက်လာတဲ့အချိန်မှာဆိုလို့ရှိရင်သူ့မှာဗျာချန်ပီယံလိဖိအားမရှိတော့ဘူးတခြားဘာဖိအားမှမရှိတော့ဘူးဒီဖူဟန်ကိုစနိုင်တယ်ပြီးလို့ရှိရင် Everton ကိုနိုင်တယ်ပြီးလို့ရှိရင် Crystal Palace ကိုနိုင်တယ်ဗျာသူကျွန်တော်ကြည့်ရပါတော့ဒီနောက်ပိုင်း3ပွဲမှာသူတို့ကဖိအားမရှိတော့အေးအေးဆေးဆေးကစားရတယ်ပြီးတော့နောက်တစ်ခုကဘာလဲဒီ Stanley ကပြောမယ်ဆိုလို့ရှိရင်တော့ Chelsea ကလည်းသူ့ဟာသူနဲ့ခြေစွမ်းကတော်တော်အဆင်မပြေတဲ့အချိန်မှာလီဗာပူးကဖိအားလုံးမှမရှိတော့ဘူးဗျာဒီ Crystal Palace နဲ့မတိုင်ခင်ပွဲတုန်းကဆိုလို့ရှိရင်ကျွန်တော်ထင်တယ် Chelsea နဲ့ Liverpool ကကြာ6မှတ်လောက်ဟနေတယ်ဗျာအဲ့လိုမျိုးဟနေတဲ့အချိန်မှာBrighton ကပါကောက်နိုင်သွားလိုက်တော့ Brighton ကအဆင့်6ကိုတက်လာပြီးတော့အခုဆိုလို့ရှိရင် Liverpool နဲ့
Brighton လဲဆို10မှတ်လောက်ဒီပြတ်သွားမယ်လို့တော့ထင်တယ်ပေါ့ဗျာအဲ့လိုမျိုးဆိုတော့ဒီArne Slot အနေနဲ့ဒီလာမယ့်နှစ်မှာတကယ်လို့ဆက်ရှိမယ်ဆိုရင်တော့မှဗျာဒီ pressure တွေကိုသူကောင်းကောင်းခံနိုင်ပါမလားအောက်ထပ်တစ်ခုကျွန်တော်ထပ်ပြောရမယ်ဆိုလို့ရှိရင်ဗျာJurgen Klopp နဲ့မတူတာဗျာ Jurgen Klopp ဒီ तू က Liverpool မြို့မှာ तू ကနီးပြလောက်ရတယ်ဆိုပေမဲ့ Liverpool မြို့သူမြို့သားရဲ့အကြိုက်ကို तू တိတယ်ဗျာဒီလားအဲ့ကြောင့် Liverpool ရဲ့ဘယ်လိုမှ तू ကအဲ့တယ်မဟုတ်ဘူးဗျာဒီလားအင်ရှင်ဗျာအဲ့လိုမျိုးသဘောဖြစ်နေဒါပေမဲ့ Arne Slot ကကြာတာဘယ်လိုလဲဆိုတော့ तू ကအလုပ်ကိုအလုပ်သဘောပဲ तू လုပ်တယ်ဗျာဘယ်လိုလဲဆိုတော့အဲ့လိုမျိုးဆိုတော့ဘယ်လိုဖြစ်လာလဲဆိုတော့ तू ကLiverpool ပရိသတ်တွေရဲ့အချစ်ကို तू မခံရဘူးမင်းဘယ်လောက်ပဲဒီ Premier League ယူပေးနေပါစေမင်းဘာအစီဘယ်လောက်ပဲရောက်နေပါစေ तू ကဘယ်လိုမှဗျာအစိမ့်တယောက်ဗျာဒီအချိန်တိုင်းထွက်သွားမယ်ဆိုတာတော့သိတယ်ဒါပေမဲ့မခံစားဘူးကွာအဲ့လိုမျိုးသဘောကိုကျွန်တော်မြင်နေဗျာဟုတ်ကဲ့ပေါ့ကျွန်တော်ကလည်းအဲ့လိုပဲကျွန်တော်မြင်နေရာခိုင်ဒီ FSC ကတော့စလောက်တော့ခွင့်ရေးပေးမယ်လို့တော့ထင်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့နီးပြတယောက်ကိုထုတ်လိုက်တယ်ဆိုတဲ့ကိစ္စလွယ်တယ်ဒီဘောလုံးတင်းနေနဲ့ဒီရော်ကြီးပေးပြီးပါညာထုတ်လိုက်တဲ့ကိစ္စလွယ်တယ်ကွယ်ဒါပြဿနာဒီနီးပြနေရာမှာစားထုတ်မဲ့နီးပြပြန်ရှားတာခက်တာဗျတဲ့ကျွန်တော်ရာခိုင်ကလော့ဗျာလီဗာပူးဆိုရာခိုင်ကလော့ဒါချဲဆီဆိုလို့ရှိရင်ကျွန်တော်အနီးစပ်ဆုံးကမာရက်စကာပေါ့နော်မာရက်စကာပြီးလို့ရှိရင်ကျွန်တော်တို့စပါဆိုလို့ရှိရင်လည်းပိုစတီကိုဂလူသူတို့ထောက်ခွာပြီးတဲ့နောက်ပိုင်းမှာအသင်းတွေအားလုံးကရိုင်ကျသွားတယ်ဒီဟာဒီဒါမျက်မြင်ပဲကွယ်ဒါအခုကျွန်တော်တို့ကိုဒါပရီးမီးယားလိပရိသတ်တွေမျက်မြင်ပဲအဲ့တော့ဒီအန်စလော့ကိုထုတ်လိုက်အာနီစလော့ကိုထုတ်လိုက်တဲ့ကိစ္စ FSC ဘက်ကကြည့်ရင်တော့တအားလွယ်တယ်မင်းကို on fire လုပ်လိုက်ပြီမင်းလက်ကျန်စာချုပ်တက်တိုင်းတိုင်းမင်းကိုရော်ကြေးပေးမယ်ထုတ်လိုက်လို့ရတယ်ဗျာဒါပေမဲ့သူ့နေရာမှာဘယ်သူပြန်ခံမလဲဆိုတဲ့ကိစ္စ question ရှိတယ်လို့သူဝယ်ထားတဲ့ကစားသမားတွေနဲ့နောက်နီးပြအဆင်ပြေပါမလားဆိုတဲ့ question ရှိအဲ့တခုပေါ့နော် okay ကျွန်တော်တို့ Arne Slot ကိုကျွန်တော်ဟုတ်ကဲ့ Arne Slot FSC ကမထုတ်တဲ့ position အနေထားနေကျွန်တော်စဉ်းစားမယ်ပေါ့အဲ့လိုစဉ်းစားမယ်ဆိုရင်ဘာဖြစ်မလဲဆိုတော့ FSC ကလူထောက်ဝယ်ပေးမှာလားပေါ့ပြီးခဲ့တဲ့ရာသီတုန်းကကျွန်တော်တို့အမြင်မှာပေါင်တန်း150သုံးထားတယ်ဗျာမှန်ပါတယ်ပြန်ရောင်းထုတ်တဲ့ကစားသမားရှိရဆိုတော့မှန်ပါတယ်ဒါပေါင်တန်း150သုံးထားတယ်ဒါပေမဲ့လာမယ့်ရာသီမှာဒီထက်ပိုပြီးသုံးရနိုင်တယ်လို့ကျွန်တော်ယူဆတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အများနဲ့ပြောပြနေတယ်လို့ပဲနောက်တန်းလုံးကလဲရမှာဗျာမိုင်လိုကားကက်အဆင်မပြေဘူးဗျာဘန်နိုင်ကတက်ကြီးကစားသမားဖြစ်နေပြီကိုနာတီကထဲ့ကိုထဲ့ရတော့မှာပြီးတော့ Fran Bonner မှာဒါပွင့်နေပြောလို့ရှိရင်လူငယ်ဖြစ်နေလို့ဒါ Fran Bonner မှာကျွန်တော်တို့ဒါ in person ပရိသတ်အနေနဲ့ပြောမယ်ဆိုရင်သူဒီ injury prone ကစားသမားမျိုးဗျာရလို့ဒီကစားဖြစ်နေတာဗျာအဲ့လိုမှာဘိုးမှုနဲ့မိုင်လိုကားနေရာပြလို့မရတော့ဘူးဒီဘောက်ပရိတ်တဲ့အတိုင်းတည်ကျွန်တော်တို့အန်နာဆန်တို့ဖာဘင်ဖိုတို့သွားပြီးနောက်ပိုင်းအထူးသဖြင့်တရားကိုမရှိတော့တဲ့နောက်ပိုင်းမှာဘောလုံးကောင်းကောင်း contribution လုပ်နိုင်ကစားမှာမရှိဘူးပေါ့နော်မရှိတော့အဲ့၄နေရာကိုအကိုစဉ်းစားကြည့်ဗျာတနေရာကိုပေါင်တန်း80လောက်နဲ့ပဲရေဘူးရားပဲတွက်ကြည့်အောင်ဗျာ၄နေရာဆိုရင်ပေါင်တန်း30လောက်ဖြစ်နေပြီအဲ့တော့ FSG ကအဲ့လောက်ကိုငွေ3ပေးမှာလားဆိုတဲ့ question တခုကကျွန်တော်တို့ထက်ရှိလာတယ်အဲ့တော့ဘာလို့ငွေမသုံးတော့လည်းမရတော့သုံးမှရမှာဒီနေရာတွေကဖြည့်ဖို့ဖြည့်ရမယ့်နေရာတွေပဲအလေတန်းကတော့ထားပါတော့ကျွန်တော်တို့ဒါအန်တိုရှိတယ်မက်အလီစာရှိတယ်ဆိုဘိုစတိုင်းရှိတယ်မို့လို့မေးစားမယ်နောက်ပြီးတော့ Florian Pastey ကလည်းနောက်ပိုင်းခြေစွမ်းတက်လာတယ်တိုက်စစ်မှာဆိုရင် EKTK ကအခုချိန်မှာဒဏ်ရာကြောင့်နားနေဆိုရင်နောက်ရသည်ပြန်လာမယ်ဆိုတော့ကျွန်တော်တို့သိပြီးသားဗျာပြီးလို့ရှိရင်ကျွန်တော်တို့ ESET လည်းရှိရဲဆိုတော့အဲ့နေရာတွေကပြဿနာမရှိဘူးကဲကျွန်တော်တို့အဲ့စောစောကျွန်တော်ပြောတဲ့၄နေရာနဲ့အကြီးမားဆုံးဟာကဆာလာနေရာဖြစ်ရတော့မယ်ဗျာဆာလာနေရာဆိုတော့ကျွန်တော်နဲ့ကိုယ်နဲ့အမြဲတမ်းပြောပါတယ်ဆာလာနေရာမှာလက်ရှိအမြင်ကဒါလေဘောပရိသတ်တိုင်းဘယ်သူတော်မမေးသေးတယ်ဆာလာနေရာဒီအတင်းတော်သွင်းနေလက်ရှိဘိုင်မင်းနေအတင်းတောင်ပန်ကစားမှာ ODC ဗျာလေဘောပရိသတ်တိုင်း ODC လို့ပြောနေတယ် ODC လည်းကျွန်တော်ပြီးခဲ့တဲ့ channel လေးမှာဘယ်လိုမျိုးဖြစ်လဲဆိုတော့မတူမဟုတ်တန်း150လောက်သုံးဝင်တော့မှဒါသူ့အနေနဲ့ဘိုင်ဟန်လိုအသေးမျိုးကနေပြီးတော့သူပြန်လာမှာလေဟုတ်တယ်မလားအနည်းဆုံးတန်း150အောက်ထက်လောက်သူပေးရမယ်နေတယ်အဲ့တော့နောက်ရာသီမှာလည်းဒီရာသီတော့ပေါင်တန်း400လောက်ကထပ်300အောင်မယ်ဆိုတော့ FSG လိုမျိုးကက်စီနဲတဲ့ပုံစံနဲ့သုံးပါမလားပေါ့နော်သုံးပါမလားဆိုတော့မနေ့ကျွန်တော်ကလာမယ့်ရာသီကိုဒီဘောင်နဲ့ပတ်သက်ပြီးတော့မြင်တဲ့ဟာတခုကတော့ကျွန်တော်တို့ဘယ်လိုပြောမလဲကျွန်တော်မြန်မာစကားဘောလုံးပေါ့တင်မီကြီးရှင်ရွှေထီးဆိုတဲ့ပုံစံမျိုးပေါ့ဒီသူတို့နဲ့အန်နာတော့ကစားသမားတွေပေါ့နော်အန်နာကစားသမားတွေဆိုတာဒီနေရာတွေကဖြစ်ရမှာမဖြစ်လို့မရဖြစ်ရမှာဈေးကွက်တွေမှာတကယ်ဖြစ်ရမယ့်နေရာအဲ့ဖြစ်တဲ့ကစားသမားတွေက FSG ရဲ့ဒီအားကစားသမားတွေကိုကောက်လုပ်တဲ့အဖွဲ့ကနေပြီးတော့တကယ်ကိုအန်နာတော့ကစားသမားတွေရှာဖွေနိုင်တယ်ကျွန်တော်တို့တကယ် world class level မဟုတ်ရင်တော့မှ elite level ကစားသမားမျိုးကိုရှာဖွေနိုင်တယ်အဲ့ကစားသမားတွေကအဝင်ခွင့်ချဖြစ်သွားပြီးတော့ Slot ရဲ့စနစ်အောက်မှာအသားကျပြီးတော့နောက်ရာသီမှာလီဗာပူးကတိုက်တဲ့ challenger ပုံစံမျိုးချန်ပီယံလိဂ်မှာလည်းအနေထားတစ်ခုကြီးရောက်တယ်ပုံစံမျိုးပြဿနာမရှိဘူးအဲ့လိုမဟုတ်ဘဲနဲ့အဖြစ်မတော်ဘဲနဲ့ကျွန်တော်တို့အများနဲ့ပြောခဲ့တယ်ဟို Steve Roger လက်ထက်လိုမျိုးဗျာ Steve Roger လက်ထက်မှာလီဗာပူးတင်2015-16မှာ Premier League ဖလားရမလို့ဖြစ်ပြီး slip ဖြစ်သွားပြီးနောက်ပိုင်းမှာဒီရာဂန်ကလော့မရောက်ခင်ဒီလီဗာပူးအသင်းယိုရင်းသွားတဲ့အနေအထားရှိရဗျာဒါရာဂန်ကလော့တော့မှအဲ့အချိန်မှာ100ဒီလိုအပ်တဲ့နေရာတွေပြန်ဖြည့်ခဲ့အခုအဲ့လိုအနေအထားဖြစ်သွား
မယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်ဟိုယူဆရတော့ slot အတွက်ကဒုအတိုင်းပဲဒုအတိုင်းဆိုတာသူ့အနေနဲ့ကျွန်တော်ဆုံးကပြောသလိုပဲသူဒီအန်နာတော့ကစားသမားတွေဘာလို့ကျင်းတဲ့တခုက world class ကစားသမားဝင်ပေါ့မရတာပြောတာမဟုတ်ဘူးနော်မရဘူးဆိုတာကျွန်တော်လီဗာပူးရဲ့ဘန်နာရေးချင်းတွေကိုအင်အားနဲတာဘာညာကိုထင်သေးလို့ပြောတာမဟုတ်ဘူးဝယ်ဖို့ခက်တယ်ဘာလို့လဲအကုန်လုံးကဒီကဘာပလားရှိရအတွက်အလုံးလုံးရတာတအားခက်တဲ့အချိန်ဗျာကဘာပလားရှိရအတွက်အသင်းတိုင်းမှာနောက်တန်းလိုအပ်ချက်တွေရှိရဗျာ United ပြီးလို့ရှိရင်ကျွန်တော်တို့ Chelsea ပြီးလို့ရှိရင်ကျွန်တော်တို့ Spa တို့ပါတော့နောက်တန်းဖိရမယ်ကစားသမားတွေလီဗာပူးလည်းပါလာပြီကွင်းနဲ့ဆိုလို့ရှိရင် United ဆိုကွင်းနဲ့လုံးဝဖိဖို့ဖိရမယ်အသင်းဗျာ Man City ဆိုလည်း Rodri တို့ပါတော့လာသွားတဲ့အချိန်ဒါ Arsenal ဆိုလည်းဖြည့်ဖို့စောင့်ကြည့်နေတာဘာညာရှိအဲ့လိုနေထားမှာဈေးကွက်တွေမှာဟိုဘယ်လိုကောမလဲဝယ်လိုအားတွေများလာတဲ့အခါမှာလီဗာပူးအနေနဲ့အဲ့ဝယ်လိုအားတွေအတိုင်းမှာ live ဝယ်ဖို့ကြတော့ကွယ်ခက်တယ်လို့ယူဆတယ်မရဘူးလို့ပြောချင်တာမဟုတ်ခက်တယ်ဗျာဟိုညှိရတဲ့ဒီတွေကပို့ပြီးခက်လာတယ် Florian Bass ကို Man City ဝင်လာတဲ့အခါမှာလီဗာပူးကပေါင်တန်း120လောက်ပေးလိုက်တဲ့အဖြစ်မျိုးဗျာ Isak ဆိုလည်းအဲ့လိုပဲပေါ့ Man City လူကာစီယန်အင်တင်လုပ်တဲ့အခါမှာပေါင်တန်း150လောက်ပေးလိုက်တဲ့အဖြစ်မျိုးနောက်ရည်လီဗာပူးကဆက်ကြုံသွားမှာအဲ့ခါကျလို့ရှိလို့ရှိရင်ဟိုအမြင်တွေကကွဲလာပြီလေပြီးရတာ450ဖြည့်ထားတယ်ဒီဘက်မှာ400ထပ်ဖြည့်ထားတယ်200ဒီပေါင်း1 billion လောက်ဖြည့်ထားပြီကွာမင်းဘာမှမဟုတ်လို့ဆိုတဲ့ pressure တွေက unstop ပေါ်ပူရောက်လာမယ်ဗျာသိမလားကျွန်တော်အဲ့လိုမျိုးမြင်တယ်အဲ့တော့ကျွန်တော်နောက်ရသည်ကတော့လီဗာပူးကလူတော့ဖြည့်ရမယ်အဲ့တော့ဒီနားသည်အကြောင်းတော့ဒီချိန်မှာပြောရင်တော့ဟိုစောတော့သေးတယ်ဘာလို့လဲနေရာဒီမှာကျွန်တော်တို့ဘယ်သူတွေရောက်လာမလဲဆိုတာ in out ကစားသမားတွေဘယ်သူတွေရောက်မလဲဆိုတော့မသိရဘူးလေမသိရပြီတော့ကျင်းနေတာတခုဒီအာနီဆော့ရဲ့အတွက်နောက်ရသည်သူ့အတွက်ဒီဒီမီကြီးရှင်ရွှေဒီရသည်ပဲသူ့အနေနဲ့ဒီရသည်မှာလုံနေတဲ့အမှားမျိုးပေါ့နော်ဒီရသည်မှာဖြစ်နေတဲ့အမှားလုံးလို့မရတော့မှားလို့မရဘူးဟိုနိုင်အောင်ကန်ဖို့သူလိုလာပြီပေါ့နော်ဟိုကျွန်တော်ပြောချင်တာအသင်းချင်းတွေ့တဲ့ basis ပွဲမျိုးအိမ်ကွင်းမှာတဲ့ Everton လို့မာစီးဆိုင်တာပြီးပွဲမျိုးမှာအမှတ်ရောတဲ့ဟာမျိုးလီဗာပူးပရိသတ်တွေကနားလည်မှာပဲဟုတ်တယ်ဒါပေမဲ့ဒီဟာဒီမှာလိုမျိုး Nottingham Forest ကိုရှုံးတာ Crystal Palace ကိုအချိန်ချင်းရှုံးတာတွေတော့လီဗာပူးပရိသတ်တွေကလက်ခံမှာမဟုတ်တော့ဘူးဒါကျွန်တော်တော့အဲ့လိုမျိုးယူဆရတယ်ပေါ့နော်အဲ့တော့ Arne Slot ရဲ့အတွက်နောက်ရသည်ဆိုရင်တော့ revolution လုပ်မလားမေးလို့ရှိရင်တော့ Arne Slot revolution တော့လောက်ကောင်းလုပ်လိမ့်မယ်ပေါ့နော်ဒါပေမဲ့သူ revolution လုပ်ဖို့ရတယ်အသင်းပိုင်ရှင်တွေဘက်ကကစားသမားဝယ်ပေးမလားပုံမှာလည်းမူတည်တယ်ပေါ့နော်အဲ့တော့အဲ့နှစ်ခုမှမူတည်ပြီးတော့မှန်ကန်တဲ့ခေါ်ယူမှုတွေဖြစ်သွားခဲ့မယ်ဆိုလို့ရှိရင် Arne Slot ဒီလီဗာပူးမှာနောက်ရသည်တူတက် running တခုတော့ဖြစ်သွားမယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့နော်အကောဘယ်လိုထင်လဲကျွန်တော်အထင်ကတော့ဘယ်လိုထင်လဲဆိုတော့ဗျာကျွန်တော်ကလည်းအဲ့လိုမျိုးအကိုခဏပြောခဲ့သလိုပါပဲဒီ FG တို့အနေနဲ့ Arne Slot ကိုလာမဲ့ယာဒီမှာတော့ set တော့ထိန်းသွားနိုင်တယ်ဗျာဒါပေမဲ့သူလိုချင်တဲ့အဲ့လိုမျိုးကစားသမားတွေရှိတယ်ဗျာဒါပေမဲ့သူလိုချင်တဲ့ကစားသမားတွေကိုဂုတ်ဖွဲ့ဝင်နေရရောဒီမှာဒီ FG တွေအစီနေတာဗျာဒီသူတို့တွေရောတကယ်ဖြည့်တင်ပေးမှာလားဒါမှမဟုတ်လို့ရှိရင်သူတို့ကပဲဘယ်လိုပြောမလဲဟုတ်ပြီမင်းစိတ်ကြိုက်ဝယ်ကွာတိလားငါတို့ဖြည့်ပေးမယ်ကွာမင်းဘလောက်ကုန်အဲ့လိုမျိုးနီးပြတွေဘယ်လိုအဲ့လိုမျိုးနီးပြကိုတွားပြီးတော့ pressure ထပ်ပေးလိုက်လို့ရှိရင်ခဏကိုပြောသလိုပဲဗျာလုံးဝလာမဲ့ယာဒီမှာသူ့အပေါ်မှာ pressure တွေကလုံးဝဘယ်လိုပြောမလဲ 100% လောက်မဟုတ်ဘူး200% လောက်ဖြစ်သွားမယ်ဗျာအဲ့ဒီ pressure ကိုအဲ့ဒီ pressure ကိုသူခံနိုင်ရဲ့လားဒါကိုလည်းတစ်ချက်ပြန်စဉ်းစားရမယ်ကိုကြီးရဲ့အဲ့ဒါကြောင့်နောက်တစ်ခုကဘာလဲဆိုတော့ကစားသမားတွေအနေနဲ့ဒီယာဒီပေါ့နော်သူ့ရဲ့ဒုတိယယာဒီမှာဆိုလို့ရှိရင်ဗျာကစားသမားတွေအနေနဲ့ injury တွေအများများလာတယ်ပြီးတော့ဒီကစားကွက်ကဘယ်လိုဖြစ်ရှင်လို့ဘယ်လိုသွားကျင်လို့သွားကျင်ဒီမှန်လေကစားသမားတွေကိုလည်းနားမလည်ဘူးဗျာဒီဘရာတီပါ source line ဆိုလို့ရှိရင်ဘယ်လောက်ထိစိတ်ဓာတ်ကျလဲပေါ့နော်ကစားကွက်ကဗျာဘယ်လိုသိပါတယ်ပြီးတော့သူကကျွန်တော်ခဏတော့ကပြောခဲ့သလိုပဲသူကအတင်းကြီးကိုလာတဲ့ဟိုအတင်းကြီးကိုလာခဲ့တဲ့အချိန်ဘာဘူးအတင်းဖြစ်နေဗျာအဲ့ဒီလီဗာပူးတင်ရလဲ pressure တန်ကိုခံနိုင်မှဒီယာကင်ကလော့တော်မှာဗျာ pressure တန်ကိုတော်လေးကိုခံရဟိုဒါကတော့ယာကင်ကလော့မဟုတ်ဘူးအာနစ်လော့ကဒီ pressure တန်ကိုလုံးဝမခံနိုင်ဘူးဆိုတော့ကျွန်တော်လီဗာပူးပရိသတ်တွေလည်းတိတယ်လို့ဒီပြင်ပဘယ်လိုပြောမလဲပရိသတ်တွေလည်းအကုန်တိကြတယ်ဗျာအဲ့ဒါကြောင့်မို့လာမယ့်နှစ်မှာကျွန်တော်အထင်ပေါ့နော်အာနစ်လော့တာဒီယာဒီဝက်လောက်ကိုဘယ်လိုပြောမလဲ1 to 5ပေါ့ဒီအထဲမှာမဝင်နေဘူးဆိုလို့ရှိရင်တော့လာမယ့်ယာဒီဝက်နောက်ပိုင်းဆိုလို့ရှိရင်အာနစ်လော့ကိုမြင်ဖို့တော့မလွယ်တော့ဘူးလို့ထင်တယ်ဗျာဟုတ်ကျွန်တော်ဟုတ်တယ်ပေါ့ကျွန်တော်နောက်ပြီးတော့ဒါတော့ Arne Slot ပဲလိုက်ပြီးတော့ပြောတာတော့မဟုတ်ဘူးเนาะကျွန်တော်တို့ဒီမှာ Arne Slot ရဲ့ Arne တွေလည်းရှိတယ်ပေါ့ Arne ကျဆိုတော့ဒါကျွန်တော်ဒီချိန်မှာအဲ့လိုတွေပြောလို့ရှိရင်တော့အကြီးကျယ်ကြီးဖြစ်နေမှာပေါ့ကျွန်တော်တို့ကလည်းဘာမှမဟုတ်တယ်မှာမဟုတ်တာအဲ့လိုတွေပြောလို့ရှိရင်မင်းကအင်္ဂလန်ကတကယ်ထိတ်တန်းအသေးကိုကိုင်ပရိုနီပြောမင်းတို့တွေကဘာပြောလဲညာပြောအဲ့လိုဖြစ်နေမှာပေါ့နော်ဟိုဒါပေမဲ့ကျွန်တော်တို့ကဘောလုံးပရိသတ်တွေနဲ့ပြောရမယ်ဆိုတော့ Arne Slot ဘက်ကလိုက်ပြောတာမဟုတ်တခုပြောချင်တာလီဗာပူးရဲ့ squad ကလည်း squad လက်ထက်မှာလည်းအပြည့်သူကန်ဝင်ရတဲ့ပွဲတပတ်မရှိဘူးเนาะဘာကြောင့်လဲဆိုတော့သူ့အနေနဲ့ကစားသမားတွေသူပွဲတယ်ဟို Florian Bass နဲ့ဒီ Fran ပေါင်သူ့အနေနဲ့အများအားသုံးရတယ် EKDK ပေါ့အဲ့3ယောက်သူအများအားသုံးရတယ်ဗျာ Isak ကိုသုံးမဲ့ချိန်ကြတော့ Isak ကနာသွားတယ်ဗျာအော် Isak အခုပြန်လာတယ်ဗျာ Isak ပြန်လာတယ် Florian Bass ကခြေစွမ်းတက်လာတယ်ဘာဖြစ်သွားလဲ EKDK ကနာသွားပြန်ဟောဗျာ
ဒါအဲ့လိုပုံစံဖြစ်နေသူ့အနေနဲ့ဗျာပြောချင်တာသူ့ရဲ့နေရာတိုင်းမှာဒင်းပြီးချက်ပြလူစင်းပေါ့နော်သူကျွန်တော်အများနဲ့ပြောခဲ့ပါတယ်သူထုတ်ချင်တဲ့ပုံစံကျွန်တော်စိတ်နေအီဆက်ကိုအထောင်များဆာလာကိုဘယ်တောင်းမှန်ဆာလာကိုညာတောင်းမှန်အီဂရီကိုဘယ်တောင်းမှန်သူ့နောက်မှာအီဆက်ရဲ့နောက်မှာ Florian Bass ဝင်တဲ့အတွက်မှာမက်အလီစတာနဲ့ Soboslai နောက်တော့မှကွန်လာတေပြီးရင်ကျွန်တော် Van Dijk ဒီဘက်မှာ Fran Bow နဲ့ဟိုမှာ Milo ကာကက်ပုံစံမျိုးသူသုံးချင်တာဖြစ်လိမ့်မယ်ဒါပေမဲ့အဲ့လူစင်းကိုကျွန်တော်တို့မြင်တွေ့ခွင့်မရခဲ့ဘူးတရားဒီမှာကျွန်တော်လည်းအမှတ်မှားလိမ့်မယ်ပေါ့နော်ဘာလို့တော့ဒီဘောက်ပွဲတိုင်းနဲ့ကျွန်တော်ကြည့်ရတာမဟုတ်လားဒီလက်ရှိကန်ခဲ့တဲ့အချိန်များဒါ Premier League ဆို34ရှိပြီ Champions League မှာဆိုသူတို့အနေနဲ့ရှုံးတဲ့အဆင့်ရောက်တော့10ပွဲအဖြစ်ပလာတွေပါပေါ့ပွဲ90မှာဒီလူစင်းကိုသူမသုံးခဲ့ရဘူးဗျာကျွန်တော်အမြင်အဲ့လူစင်းတော့ဘယ်လိုဖြစ်မယ်ဆိုတော့ကျွန်တော်မမြင်ခဲ့ရဘူးဗျာဟုတ်တယ်မလားအဲ့ဒီဟာတွေကြောင့်လေဖြစ်ကောင်းဖြစ်မယ်လို့ကျွန်တော်ထင်တယ်အဲ့တော့နောက်ရဒီမှာသူ့ကိုဒါကျွန်တော်အမြင်ရပါတော့ကွင်းလေကစားသမားကောင်းတယောက်ပေါ့နော်ကျွန်တော်တို့ဟိုလက်ရှိချိန်မှာတော့ဗျာတကယ် work level ဖြစ်တဲ့ရှင်ဒူရေးလို level မျိုးကျွန်တော်ရဲ့နောက်တန်းမှာဘိုးခန့်စစ်မှုကောင်း2ယောက်လောက်ခေါ်ပြီးတော့တိုက်စစ်ကလီဗာပူးကတိုက်စစ်ကအမှန်တိုင်းလို့ရှင်ဆာလာနီယာကိုဖြည့်ပြီးလို့ရှိလို့ရှိရင်လီဗာပူးကတိတ်ပြီးတော့ထွေးရတယ်မလို့သူစားဗျာတဲ့အားရဲ့ထွက်သွားမှု world class ဖြည့်ပြီးတော့ကျန်တဲ့ကစားသမားတွေကိုအရန်ဗျာ world class level ဆိုတာဗျာတကယ်အကောင်းဆုံး level မဟုတ်ဘူးဆိုမှလီဗာပူးဖြည့်နေကြပုံစံများတယ်မလားအဲ့လို elite level ကစားသမားမျိုးဖြည့်နိုင်တယ်ဆိုရင်တော့အာနီဆော့ကတော့ကောင်း handle လုပ်သွားနိုင်တယ်လို့တော့ကျွန်တော်တော့ထင်တယ်ကိုဟုတ်ကျွန်တော်အနေနဲ့ဘယ်လိုထင်လဲဆိုတော့အခုခဏပြောသလိုပဲအာနစ်လော့ကဗျာဒီမှာ तू သုံးကျင်တဲ့ပုံစံ तू ထုတ်ကျင်တဲ့ကစားကွက်ကို तू ကောင်းထုတ်ခွင့်မရခဲ့ဘူးဗျာလူစုံအဆုံကိုထုတ်ခွင့်မရခဲ့ဘူးပေါ့အဲ့ဒီအချိန်မှာဘာဖြစ်လာလဲဆိုတော့ခဏကကိုကြီးပြောသလိုပဲဒီ frame ပေါဆိုလို့ရှိရင်ဗျာလီဗာပူးကိုရောက်တာဆိုလို့ရှိရင်တရားဒီမှာဆိုလို့ရှိရင် तू ကစားရတဲ့ပွဲအများဆုံးကစားရတဲ့ပွဲဗျာ10ပွဲ15ပွဲအဲ့လောက်ပဲရှိတယ်ဗျာကြံတဲ့အချိန်တွေက injuryဖြစ်လိုက်3ပွဲလောက်ကန်လိုက် injury ဖြစ်လိုက်3ပွဲလောက်ကန်လိုက် injury ဖြစ်လိုက်အဲ့လိုမျိုးပဲ EKT ကကောင်းတဲ့အချိန်မှာ Isak ကဝင်လာတယ် Isak ကကျိုးတယ်အဲ့ Isak ကပြန်ကောင်းလာတယ် EKT ကထပ်ကျိုးတယ် Florian Wirtz ကကြတော့သူ့ရဲ့ body အရာပေါ့နော် तू ကလည်းအကောင်သေးတယ်ဒါပေမဲ့ဟိုမှာ तू ကဂျာမန်လိကနေလာတယ်ဆိုပေမဲ့သူ့ရဲ့ skill ကတော့တကယ်ကောင်းတယ် तू က talented player ဗျာဒါပေမဲ့ तू ကဘာဖြစ်တာလဲဆိုတော့အနည်းငယ်ပေါ့နော်သူ့ရဲ့အရင်တွေကမကောင်းတာမဟုတ်ကောင်းတယ်ဒါပေမဲ့ဘယ်လိုမ Premier League လို့ invite အားလိုက်ကစားတဲ့တောက်ကကိုက်ကြားကကိုက်အဲ့လိုမျိုးဖြစ်တဲ့အချိန်မှာ तू ကိုယ်တိုင်လဲ struggle ကအရန်ဖြစ်တယ်ဗျာနောက်ထပ်တစ်ယောက်ကကြတော့ဘယ်လိုလဲဆိုတော့ဒီလီဗာပူးတို့ဘယ်လိုမှ in the future ပေါ့နော်သူတို့မျှော်လင့်ထားတဲ့ဒီနောက်တန်းကစားသမားလီယိုနီကလည်းတည့်တဲ့အတိုင်းတပွဲလောက်ထွက်တယ်တပွဲမှာ ACL ဖြစ်သွားတယ်ဆိုတော့ကျွန်တော်တို့မှာဘာမှမျှော်လင့်ခွင့်မရှိတယ်လို့ Arne Slot မှာလည်းမျှော်လင့်ခွင့်မရှိဘူးဗျာအဲ့ဒီအချိန်မှာဘာဖြစ်တာလဲဆိုတော့ Arne Slot ကဘယ်လိုပြောမလဲဘရာသိပါတယ်ဒီကြီးငါးကြီးမှာပေါ့နော် Man U Chelsea Arsenal Liverpool Man City စပါပေါ့ထားလိုက်ကြီး6ကြီးမှာဆိုလို့ရှိရင်ဒီနှစ်ရာသီမှာပေါ့ဗျာ injury အများဆုံးကစပါနဲ့ Liverpool ဒီနှစ်တင်းနဲ့ပဲဒီနှစ်တင်းမှာဘယ်လိုကြည့်လိုက်ဗျာစပါကလုံးဝဟိုအောက်ထိကိုရောက်သွားတယ်ဒါပေမဲ့ကျွန်တော် Liverpool ကတော့ဘာမဲ့ကောင်းတယ်လို့ပဲပြောလို့ရမယ်ပေါ့ဗျာကျွန်တော်တို့ရဲ့စူးစမ်းမှုလည်းပါမယ်ဒါပေမဲ့ကျွန်တော်တို့ကြည့်လိုက်ဗျာဒီMan U Chelsea Arsenal Man City တို့ရဲ့ bench မှာထိုင်နေတဲ့ကစားသမားတွေကြည့်လိုက်လီဗာပူး bench မှာထိုင်တဲ့ကစားသမားတွေကြည့်လိုက်ဗျာလူငယ်တွေဗျာသိတယ်မလားဂိုးသမားပွဲစံတိုင်းဂိုးသမား2ယောက်ကိုအရန်ထည့်တယ်ဗျာဒါဖြစ်တည်တဲ့အရာလားပြီးလို့ရှိရင်လူငယ်လေးတွေဗျာညိုနေရှိမယ်အန်ကူမိုဟာရှိမယ်ပြီးလို့ရှိရင်ခီယေစာရှိမယ်ခါတစ်ဂျုံရှိမယ်အန်တိုရှိမယ်ဒါကလွယ်မရှိတော့ဘူးဗျာဆိုတော့စဉ်းစားကြည့်ဗျာဒီဘယ်လိုမဲ့တကယ် main squad ကိုပဲအမြဲတမ်းတုံးနေရတာဆိုတော့ဒီ main squad ကကစားသမားတွေကဗျာလူတွေလေနော်ဘယ်လိုမဲ့သူတို့တွေက robot တွေမဟုတ်လေဗျာတပွဲကန်နေဟုတ်တယ်ပွဲကန်နေတော့ပွဲမဲ့ round level အချိန်မှာကျတော့ကစားသမားတွေကထန်တာဆိုတော့အဲ့ဒီကစားသမားတွေထန်တာတဲ့အချိန်မှာ Arne Slot သွားကျင်တဲ့ပုံစံမဖြစ်ဘူးဆိုတော့ရလက်တွေကကြာရှင်းဘယ်လိုမဲ့ဒီမှာပေါ့နော် Arne Slot ကမှားခဲ့တာတွေအများကြီးပါဘာလို့မှားခဲ့တာသူ့ရဲ့အချီကိုကျွန်တော်မကြိုက်တာပါတော့ဗျာ1 C နဲ့တက်နိုင်နေတဲ့အချိန်ကြလို့ရှိရင် तू ကပိတ်ဖို့ကြိုးစားတယ်ဗျာအဲ့လိုမျိုးပိတ်ဖို့ကြိုးစားတယ်ကျွန်တော်လီဗာပူးတင်မှာဘယ်လိုခံစားရလဲဆိုတော့ဗောလေကျွန်တော်လီဗာပူးပြိတ်တက်နဲ့ဘယ်လိုခံစားရလဲဆိုတော့ဒီပိတ်ဖို့ကြိုးစားနေတဲ့အချိန်မှာဗျာတကိုးပေးလိုက်ရတယ်1-1ဖြစ်တယ်1-1ဖြစ်နေတဲ့အချိန်မှာ Arne Slot ဒီလူ3-4-5ယောက်ကိုကောက်ထည့်ပလိုက်တယ်လုံးဝကောက်ထည့်ပလိုက်မစင်စားဘူးဗျာအဲ့ဒီအချက်ကိုပဲကျွန်တော်သဘောမကျတာဗျာကျန်တာကကြတော့သူ့ရဲ့လုံနိုင်စွမ်းကိုလည်းကျွန်တော်တို့သိတယ်ဗျာဒါပေမဲ့ဒီပြတွေ pressure တောင်ကောင်းမခံနိုင်ဘူးအဲ့ဒါကိုလည်းကျွန်တော်သိတယ်ဆိုတော့အဲ့ဒါကြောင့်မလို့ကျွန်တော်လီဗာပူးပရိသတ်တွေတော်တော်များများကလာမယ့်နှစ်မှာနီးပြတိဂျာဒူးကိုတယောက်ကိုပေးဖို့ပေါ့နော်ဒီ
အဲ့ဒါကိုတော့တောင်းဆိုတယ်ဒါပေမဲ့လည်း FFG အနေနဲ့ရောကျွန်တော်တို့အမြင်အကူကြီးတို့အမြင်တွေအနေကကြတော့Arne Slot ဒီလာမဲ့ယာဒီမှာလီဗာပူးတင်းမှာပဲဆက်ရှိနေမယ်လို့ပဲပြောချင်ပါတယ်ဗျဟုတ် ဟိုကနေပြတဲ့စက္ကန့်ဒီဖြစ်စေဒီအာနီစလော့ကိုထုတ်ဒီဖြစ်စေအာနီစလော့ဆက်ရှိဒီဖြစ်စေဘယ်လိုပဲဖြစ်ဖြစ် revolution ကလောက်ကိုလောက်ကတော့မှာဗျာကျွန်တော်စောစောပြောတဲ့ဒီနေရာတွေကဖြစ်ကိုဖြစ်ရမယ့်နေရာတွေဗျာဟိုဒီနောက်တန်းပိုခန်းစစ်အတွက်ခုနတေးတဲ့ဗန်တိုင်းကဖြစ်ကိုမဖြစ်လို့မရတော့ဒါဒီကစားသမားတစ်ယောက်ကဟိုဂွိုင်းလာကိုင်းနေဆိုရင်တော့မှတောင်းဆိုမှာပဲမဖြစ်လို့မရတော့မဖြစ်လို့မရတော့သူတို့ရဲ့ ability တွေကကျနေပြီလေဟိုဖြည့်တင်းမရတော့မှအသက်ပဲရလဲအကြပိုင်းရောက်နေပြီဗျာ30ကျော်နေပြီဗျာစာလာထွက်တော့မယ်စာလာနေရာမှာတေချောဖြည့်ရမှာအဲ့လိုနေရာတွေမဖြည့်ပဲနေတော့ဗျာကျွန်တော်တို့ကဟိုအလွန်ဆိုလာလဲအလွန်ဆိုကလည်းတောင်းဆိုမှာပဲစတီဗင်ဂျေရလာလည်းတောင်းဆိုနောက်ဆုံးယာကန်ကလော့ပြန်လာတယ်ဆိုတော့မှယာကန်ကလော့ကဒီနေရာတွေတောင်းဆိုမှာပဲဗျာအဲ့တော့လက်ရှိချိန်မှာတော့ဗျာဟို FFG လည်းအဲ့လိုတွေးတာဖြစ်နေမယ်ပေါ့ဘယ်နီးပြလာငါတို့ဖြည့်ပေးရမယ့်အတူတူပေါ့ဒီမနစ်ကလူစင်းနဲ့ရှီပီသားနီးပြကိုပဲငါတို့ဆက်ပြီးအချိန်ပေးမယ်ဆိုတဲ့ပုံစံမျိုးအတွေးမျိုးတွေးသွားတာလည်းဖြစ်မယ်လို့လည်းကျွန်တော်ယူဆတယ်ပေါ့နောက်ပြီးတော့ injury case ကတော့ကျွန်တော်ထင်တာတော့ဒါကျန်းကိုင်နီးပြအဖွဲ့နဲ့ဆိုင်မဲ့တင်နေဗျာဟိုအရင်တော့လည်းကျွန်တော်တို့တခြားဘောလုံးတင်းတွေမှာကြားဖို့တယ်ပေါ့နော် United တို့ Chelsea တို့ဆိုလို့ရှိရင်ကစားသမားတွေဒဏ်ရာခဏခဏရတာဒါကျန်းကိုင်နီးပြအဖွဲ့တွေစေးအဖွဲ့တွေရဲ့စီမံခန့်ခွဲမှုညံ့လို့ဆိုတာလည်းပါတယ်ပေါ့နော်ဟိုတချို့ကစားသမားတွေရောအစရ injury prone ဖြစ်တဲ့ကစားသမားတွေဆိုတာမှန်ပါတယ်နေမာတို့ကျွန်တော်တို့ဒါအနည်းဆုံးနေမာပေါ့ဒါနေမာဆို injury ခဏခဏရတဲ့ကစားသမားမျိုးဗျာအဲ့လိုကစားသမားတွေကတော့ထားပါဒါပေမဲ့ဟို Fran Bong တို့ဒီကျွန်တော် EKTK တို့ဆိုတာ injury prone ကစားသမားတွေတော့မဟုတ်ဘူးဗျာပွင့်နေပြောလို့ရှိရင်အများနဲ့ဒဏ်ရာရနေတဲ့ကစားသမားမျိုးတော့မဟုတ်ဘူးပေါ့ဟိုဒဏ်ရာတော့ရတယ်ဗျာဟိုခဏခဏဒဏ်ရာရနေတဲ့ကစားသမားလို့မဟုတ်ဘူးပေါ့နော်အဲ့လိုဟာတွေနဲ့ပြန်ပြီးတော့ဒီ management ကျန်းခိုင်မှုပိုင်း management ကိုကျွန်တော်တို့နီးပြအဖွဲ့ management တွေနဲ့စလောက်ကောင်းကောင်းပြန်လုပ်ပေးမယ် FFG ကလည်းဆိုတော့ကျွန်တော်ပြောလို့ပေါ့လိုအပ်တဲ့ player တွေလိုအပ်တဲ့နေရာတွေကိုကောင်းကောင်းဖြည့်ဆည်းပေးမယ်ဆိုရင်တော့လီဗာပူးကနောက်ရသည်မှာဟိုစောက်ကြည့်လို့ရတယ်ပေါ့နော်လီဗာပူးပြည်သက်တွေရင်ခုန်လို့ရတယ်ဆိုရင်အနေထားပေါ့ဘာလို့လီဗာပူးပြည်သက်တွေလိုချင်တာကဗျာပွဲနေပြလို့ချင်းဟိုပွဲတိုင်းနိုင်ပြီးတော့ဖလားရဖို့မဟုတ်ဘူးဗျာအဓိကအသင်းကစားပုံကောင်းကောင်းနေဗျာပြန်မဲ့ကိုကောင်းကောင်း dominate လုပ်နိုင်တဲ့ကစားရံမျိုးလိုချင်တာပေါ့နော်ဒီဟာဒီလီဗာပူးကဖြစ်နေတဲ့ပုံစံမျိုးက right ဟိုနိုင်မယ်ထင်တဲ့ပွဲဟိုလေကြံဖန်ပြီးကတ်နိုင်လဲနိုင်သွားတယ်ပြီးရင်တခါကျလို့ရှိရင်လည်းတေးကြမယ်ထင်တဲ့ပွဲလေရှုံးရင်ရှုံးသွားတယ်ဗျာအဲ့လိုပုံစံမျိုးဖြစ်နေတဲ့ပုံစံမျိုးကန်ရင်လိုကန်နေရမှာသူတို့ရဲ့ခြေစွမ်းကြီးကတတမန်နဲ့မရှိသလိုကြီးဖြစ်နေတာပေါ့နော်အထူးဖြင့်ဗျာဟိုဒီဟာဒီမှာဆိုအဲ့လိုပွဲတွေထုတ်ပြောမယ်ဆိုအများကြီးပဲကုန်မှာတော့မဟုတ်ဘူးဗျာအဲ့လိုပုံစံမျိုးဖြစ်နေတာပေါ့နော်ဟုတ်တယ်ကိုကြီးဆိုတော့ဒီကြားထဲမှာကျွန်တော်ဖြတ်ပြောပါလဲဆိုတော့ကျွန်တော်တို့တွေကဗျာအမှန်တိုင်းပြောလို့ရှိရင်ကျွန်တော်ကတော့ဒီဘောလုံးပွဲစကြည့်တာ2012မှာကျွန်တော်စကြည့်တယ်ပေါ့ကျွန်တော်အသက်12နှစ်အရွယ်မှာကျွန်တော်စကြည့်တယ်ဒါပေမဲ့ဟိုဘယ်လိုပြောမလဲဗျာဒီအချိန်မှာကျွန်တော်တို့ကဘယ်လိုပြောမလဲစကြည့်တယ်ဆိုပေမဲ့တိတ်နားမလဲသေးဘူးဒါပေမဲ့အဲ့ဒီနောက်ပိုင်းထဲဝင်ကြည့်ပြရတော့ကျွန်တော်တို့ Brandon Roger ခစ်ကဗျာကျွန်တော်ပွဲကိုစကြည့်ပြတယ်ဒါပေမဲ့ရှုံးတယ်တောက်လဲရှုံးတယ်ဗျာဒါပေမဲ့အဲ့ဒီပြီးရောကျွန်တော် Jurgen Klopp ဝင်လာတဲ့အချိန်မှာကျွန်တော်တို့ရောဒီအခုမှနောက်ပေါက်လာတယ်လီဗာပူးဖန်တွေဆိုတိမယ်ဗျာဘာလဲဆိုတော့ Jurgen Klopp ကကြတော့ Rocker ကြီးဗျာတိတယ်မလားဟိုဘယ်လိုပြောမလဲလုံးဝဟိုလောက်အဲ့လိုမျိုးဗျာဒါပေမဲ့ Jurgen Klopp ရဲ့ခစ်လို့ဒီ Arne Slot လက်ထက်ကိုရောက်တဲ့အချိန်မှာကျတော့ဘယ်လိုပြောမလဲရိတ်သမားလေးဖြစ်နေတယ်ဗျာတိလားဘယ်လိုကျွန်တော်တို့က Rocker ကြီးဖြစ်ပြီးတော့ဒီမှာရိတ်သမားလေးနဲ့ဆိုတော့ဘယ်လိုဟိုကြည့်ရတာလုံးဝအဆက်ဟတ်တော့မရှိဘူးပေါ့ဗျာတိတယ်မှာဩဒါပေမဲ့ဟိုဘယ်မဲ့နီးပြတယောက်ချင်းစီနဲ့မှာသူ့ရဲ့ကစားခြင်းနဲ့ကစားကွက်တွေအုံစံတွေ ideology ကတော့အများကြီးတော့ရှိရပါဗျာသိရမှာဒါပေမဲ့ကိုရီးယား Jurgen Klopp ကိုကောင်းကောင်းကြီးဘယ်လိုပြောမလဲအသေးဆွဲဖြစ်ခဲ့တယ်ဆိုတော့ Godfather ကြီးဖြစ်ခဲ့တယ်ဆိုတော့ဗျာအဲ့လိုမျိုးတော့နည်းနည်းတော့ကွာတာပေါ့ဒီ feeling က brother အဲ့လိုပြောရလို့ကျွန်တော်တို့ United fan နဲ့ပြောပါဗော brother ရဲ့ကျွန်တော်တို့ဒါဆိုင်လဲခစ်တော့ဆိုရင်ကျွန်တော်တို့ကပွဲတစ်ပွဲကကျွန်တော်ကြည့်ကြမလို့လေကျွန်တော်လူစင်းကိုကြည့်ကြမလို့ကျွန်တော်တို့ဟုတ်တယ်မလားလူစင်းကိုကြည့်ကြမလို့လည်းခစ်တယ်ဗျာမင်းမဘယ်လူစင်းနဲ့ထုတ်ကန်အဲ့တင်းကနိုင်စားရှိနိုင်တာဥဒီဘက်မှာကျွန်တော်တို့ကအကောင်းဆုံးလူစင်းထုတ်တော့မှဟိုပွင့်နေပြောရင်ကားရမြောက်ခင်တော့ကျွန်တော်တို့ကြောက်နေရတာပေါ့အဲ့တော့ကျွန်တော်တို့ကဒါကိုကျင်းစားရတယ် yes နောက်ကိုကျွန်တော်ထပ်ပြောချင်တာပါလဲဆိုတော့ကိုကြီးဟုတ် okay အဲ့ဒါတော့ပြောဟုတ်ကဲ့ကိုကြီးပြောလေစောက် okay ပါမဟုတ်ရတယ် ပြောလေဘာပြောမှလဲပြောလေခဏတော့ကိုကြီးပြောတယ်ဗျာဒီကစားသမားတွေ injury များတယ်ဆိုတာလည်းဟုတ်တယ်ဒီအတင်းရဲ့အခိုင်ရေးအဖွဲ့အစည်းတွေကပါတယ်ဗျာဒါပေမဲ့ဒီယာဒီမှာဘေးကြည့်လိုက်ဗျာအခိုင်ရေးအဖွဲ့ကတကယ်မကောင်းဘူးဒါပေမဲ့အခုသတင်းတစ်ခုထွက်နေတာကကျတော့လီဗာပူးရဲ့ assistant coach ဗျာသိတယ်မလားဟိုဗာလဲ hiding ground သူကဒီကိုပြန်လာမယ်လို့တော့သတင်းတော့ထွက်နေတယ်ဗျာပြီးတော့ဒီနှစ်မှာကျွန်တော်တို့တွေဘယ်လိုပြောမလဲ set piece coach ကဗျာ set piece coach ကိုကျွန်တော်ထုတ်လိုက်တယ်ဗျာထုတ်ပြီးတော့ဒီကျွန်တော်ထင်တယ်ပေါ့ဒုတိယယာဒီကတခုတော့ set piece coach မရှိဘူးဗျာကျွန်တော်ဒီတိုင်းကို run နေရတာဆိုတော့
ဒါကြောင့်လည်းဖြစ်ရင်ဖြစ်နိုင်တယ်ဗျာဒီအဓိကတော့ဘယ်လိုမလဲဘောလုံးပွဲတစ်ခုမှာဗျာ ideology လည်းရှိမယ်ဒီ psychology လည်းရှိမယ်ဒီမှာကိုယ့်ရဲ့ psycho ကဘာဖြစ်နေလဲဆိုတော့ကိုယ်ကစားသမားအဲ့လိုဖြစ်နေလို့ရှိရင်ဒီအသင်းတွေမအောင်မြင်နိုင်ဘူးဗျာအဓိကအဲ့ဒါပဲအခု တိမှာပေါ့ဗာလဲဆိုတော့ဒီ Champion League မှာလုံးဝဒီနှစ်မှာရှင်းတောက်ခဲ့တဲ့ Bordeaux Glay ဗျာ Bordeaux Glay ဆိုလို့ရှိရင်လည်းသူတို့ရဲ့ဒီဘယ်လိုမလဲအတွင်းထဲမှာပေါ့နော် psychology ကစားသမားဘယ်လို psychology sorry ဘယ်လိုမလဲ psychologist ပေါ့နော်အဲ့လို psychologist ကိုတေးကြလေးထားလာပြီးတော့ဒီကစားသမားတွေဘယ်လိုဖြစ်နေတာလဲဘာဖြစ်နေတာလဲဆိုတာဒီဘယ်လိုမလဲစိတ်ပိုင်းဆိုင်ရာဆရာဝန်ကိုလုံးဝထားရတယ်ဗျအဲ့ဒါကြောင့်မို့လို့လဲနောက်တစ်ခုကျတော့သူတို့ကကျတော့ဖိအားတံမရှိဘူးဆိုတော့ဗျာဘယ်လိုဘောလုံးကစားလို့ရှိရင်ပေါ့ပါကစားလို့တော့ရတယ်ပေါ့ဗျာအဓိကတော့ဒါပဲပြောချင်တာဗျာဟုတ်ကဲ့ကိုကြီးကဲအဲ့ဒါဆိုလို့ရှိရင်လဲဒီလောက်ပါပဲကျေးဇူးအများကြီးတင်ပါတယ်ကိုကြီး Okay